တခါတော့ဈေးစရာကြီးတအုပ်မှာတပည့်2ဦးရှိတယ်အဲ့ဒီတပည့်2ဦးဟာပညာရေးစုံကန်းတိုင်အောင်တင်ပြီးရတဲ့အခါမှာထူးချွန်တဲ့သူကိုစုချီးမြှင့်မှုအတွက်ဆရာကြီးကသူ့တပည့်2ဦးကိုပညာစမ်းတဲ့အနေနဲ့အပင်ပေါင်း100အပွင့်ပေါင်း100အညော်ပေါင်း100ကိုအမြန်ဆုံးရှာနိုင်တဲ့သူကိုစုချီးမြှင့်မယ်ဆိုပြီးတော့စေလွတ်လိုက်တယ်ပေါ့အဲ့ဒီအခါမှာတယောက်ကတော့ကျွန်တော်တို့လိုက်ပြီးတော့အပင်ပေါင်း100လိုက်စုတယ်အပွင့်ပေါင်း100ကိုမရအောင်လိုက်စုတယ်နောက်တော့ကအညော်ပေါင်း100ကိုရအောင်လို့သူကစုနေရတယ်ပေါ့တခြားတယောက်ကြတော့အဲ့လိုမဟုတ်ဘူးဗျအပွင့်ပေါင်း100အတွက်သူကပြားရည်ကိုယူလာလိုက်တယ်အပင်ပေါင်း100အတွက်သူကစိတ်ချေးတုံးလေးတွေကိုယူလာလိုက်တယ်နောက်တော့ကအညော်ပေါင်း100အတွက်သူကမိဖို့ရဲ့ခေါင်းမိုးမှာကြက်ခိုးတွေကိုချစ်ပြီးတော့ယူလာလိုက်တယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတခါလေကြားလို့ရှိရင်ကျွန်တော်တို့အကုန်လုံးကိုလိုက်စုနေလို့ရှိရင်အချိန်လဲကြာမယ်လူလဲပင်ပန်းမယ်အားလုံးစုနေတဲ့နေရာတစ်ခုကိုကျွန်တော်ကရအောင်ယူနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ကုန်လဲတက်တာမယ်အကျိုးလဲရှိမယ်အဲ့ဒါတော့ဘာဖြစ်လို့ဆိုလို့ရှိရင်စာဖတ်ခြင်းပါပဲစာဖတ်ခြင်းဟာစာတအုပ်ဖြစ်မြောက်ဖို့အတွက်စာတစ်ခုဖြစ်မြောက်ဖို့အတွက်အဲ့ဒါကိုဖန်တီးတဲ့စာရေးဆရာကစာအုပ်ပေါင်းမြောင်များစွာစာရေးဆရာပေါင်းမြောင်များစွာရဲ့အသိဉာဏ်ဘုဒ္ဓတာတွေစုပြီးမှရေးရတဲ့အတွက်စာဖတ်ခြင်းကအလွန်ကျိုးရှိပါတယ်စာဖတ်ခြင်းဖြင့်သာကျွန်တော်တို့ရဲ့ဘဝကိုတန်မိုးတွေထပ်ထည့်ပြီးတော့လက်ရှိရောက်နေတဲ့နေရာနေဒီထက်မြင့်မားတဲ့နေရာတစ်ခုထိရောက်အောင်စာဖတ်ခြင်းဖြင့်သာကျွန်တော်တို့စွမ်းဆောင်နိုင်ပါတယ်ဒါကြောင့်မို့စာဖတ်ခြင်းဟာမိမိအတွက်ကောအများအတွက်ပါအကျိုးရှိတဲ့အတွက်စာဖတ်ခြင်းကိုလုပ်ကြပါလို့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းဒီနေရာကနေမျှဝေချင်ပါတယ်အခုအားပြီဆိုရင်တော့အခုစာဖတ်လိုက်ပါ